ပိုးလူမျိုးတွေဟာလွတ်လပ်ရေးမရခင်ကတည်းကနိုင်ငံရေးနှိုးကြားတက်ကြွမှုအမျိုးသားရေးစိတ်ဓာတ်နှိုးကြားတက်ကြွမှုတွေအားကောင်းခဲ့ပါတယ်။လွတ်လပ်ရေးအကြိုကာလမြန်မာပြည်မှာကလုံဆရာဇာဦးဆောင်တဲ့လေသမားအရေးတော်ပုံမပေါ်ပေါက်ခင်1928ခုနှစ်ကတည်းကပဒေသရစ်ချမ်းပြည်မှာအခွန်တော်မပြီးအပါအဝင်ကိုလိုနီနယ်ချက်စနစ်စန့်ကျင်ရေးလေသမားအရေးတော်ပုံကိုရတန်ကောင်ခဲအပါအဝင်ပိုးခေါင်းဆောင်တွေကဥဆောင်ဆင်နွှဲခဲ့ကြပါတယ်။နယ်ချက်လက်ပါစီပဒေသရစ်တွေကရတန်ကောင်ခဲအားဖမ်းဆီးနိုင်သူကိုစုတော်ဝင်9000ကျပ်ချီးမြှင့်မယ်လို့ကြေညာခဲ့ပြီးအင်္ဂလိပ်အစိုးရစစ်သား900စီလို့ကအရေးတော်ပုံကိုနှိမ်နင်းခဲ့ပါတယ်။လွတ်လပ်ရေးအကြိုကာလကြိုးပမ်းမှုတွေမှာတောင်ပေါ်မြေပြန့်နေသတီးတီးမှာရှိတဲ့အိုးပြည်သူတွေဟာနယ်ပယ်ပေါင်းစုံမှာပါဝင်ခဲ့ကြပါတယ်။ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးချုပ်ဆိုတဲ့နေရာမှာတထုံစော်ဘွားကြောက်ခွန်ကြီးကိုစားဥဖြူကလက်မှတ်ရေးထိုးခဲ့တယ်လို့မြန်မာပြည်အစိုးရကိုယ်စားလှယ်အဖွဲ့မှထဘွာလာဖီလေးပါဝင်ခဲ့ပါတယ်။ခေါင်းဆောင်ပိုင်းကလက်မှတ်ရေးထိုးခဲ့တယ်လို့ပိုးလူထုကလည်းပင်လုံစာချုပ်ကိုရဲရဲချုပ်ဆိုဖို့ပြည်တော်စုကိုရဲရဲထူထောင်ဖို့ပင်လုံမှာလူထုနီးနဲ့ဆန္ဒဖော်ထုတ်တဲ့ပွဲမှာပါဝင်ခဲ့ကြပါတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ခမ်ကောင်ခမ်ဒုံတောင်ပေါ်မီပြန်ပိုးဒေတာတီတီမှာပိုးလူမျိုးတွေဟာလွတ်လပ်ရေးမရခင်ကမျောမှန်းခဲ့တဲ့ရည်မှန်းချက်တွေနဲ့လက်တွေ့ကြုံတွေ့ခဲ့ရတာတွေကစန့်ကျင်ဖက်တွေဖြစ်ခဲ့ကြပါတယ်။လွတ်လပ်ရေးရပြီးစပါလီမန်ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးစဉ်ကာလ1948ခုနှစ်မတ်လမှာဖဆာပါလာအစိုးရကတထုံမှာမြေယာခွဲဝေရေး policy ကိုစံသက်ကျင့်သုံးခဲ့ပြီးပိုးလူမျိုးတွေပိုင်ဆိုင်တဲ့မြေယာအမြောက်များကိုတင်စီခဲ့ပါတယ်။မိမိတို့ဘိုးဘွားဆန်ဆက်ပိုင်ဆိုင်ခဲ့တဲ့မြေယာတွေကိုတင်စီခံခဲ့ရတဲ့အချိန်မှာမိမိတို့ရဲ့ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာတွေကိုပါဖျောက်ဖျက်ခံရမှာကိုအလွန်စိုးရင်ခဲ့ကြပါတယ်။မိကိုမျိုးတလူမျိုးလူမျိုးကိုပါအမျိုးခံရမှာစိုးရင်ခဲ့ကြပါတယ်။ဖာစာပလာအစိုးရရဲ့မြေယာခွဲဝေရေး policy ကိုမကျေနပ်တဲ့တထုံဒေသရှိပိုးလေဓမားတောင်းကျော်ဟာတထုံမြို့ရေကျော်ဘုံကြီးကျောင်းမှာလူထုအစည်းအဝေးကြီးတရက်ကျင်းပခဲ့ပြီးအချက်၃ချက်ကိုတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။အဲ့ဒီဆန္ဒပြပွဲမှာပိုးလူမျိုးကိုတောင်သူလို့မခေါ်ပဲပိုးလို့ခေါ်ဆိုရေးသားပေးဖို့ပိုးတက်ရင်နဲ့ရင်ဖွဲ့စည်းပေးဖို့နဲ့မြေယာခွဲဝေရေး policy ကိုပြန်လည်ရုပ်သိမ်းပေးဖို့ဖာစာပလာအစိုးရကိုတောင်းဆိုခဲ့ပါတယ်။အဲ့ဒီလူထုအစည်းအဝေးကြီးမှာတောင်းဆိုချက်၃ချက်အပြင်လာမဲ့1949ခုနှစ်ကောဇာတက္ကရာ1330ခုတပေါင်းလပြည့်နေ့မှစတင်ပြီးပိုးမျိုးသားနေ့ကိုတတ်မှတ်ကျင်းပပေးဖို့သဘောတူခဲ့ကြပါတယ်။1949ခုနှစ်တပေါင်းလပြည့်ကနေနှစ်စဉ်ကျင်းပလာခဲ့တဲ့အတွက်ယခုဆိုရင်85နှစ်မြောက်စိန်ရတုပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ပိုးအမျိုးသားနေ့ကိုတတ်မှတ်ရွေးချယ်ကြတဲ့အခါမှာပိုးလူမျိုးဟာကို့ထီကို့နန်းကို့ကျငန်းနဲ့ရက်တည်ခဲ့ပြီးအမျိုးသားရေးလက္ခဏာပြည့်စုံတဲ့လူမျိုးဖြစ်ကြောင်းထင်ရှားစေဖို့ပိုးကုံရောင်ထွန်းပြောင်စေဖို့အတွက်မြတ်စွာဘုရားရှင်ကိုတထုံပြည်သို့ပြင့်ဆောင်ပူဇော်ခဲ့သူသူဝနဘူမိတထုံပြည့်ရှင်သူရဆန္ဒမင်းကြီးရဲ့မွေးနေ့တော်တပေါင်းလပြည့်နေ့ကိုပိုးမျိုးသားနေ့ဖြစ်သတ်မှတ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။မြေပြမှာရှိတဲ့ပိုးလူထုကဖာစာပလာအစိုးရရဲ့မြေယာခွဲဝေရေး policy ကိုလူထုနီးနဲ့ဆန့်ကျင်ပြီးပိုးအမျိုးသားနေ့ကို1949ခုနှစ်တပေါင်းလပြည့်နေ့မှာစတင်ကျင်းပခဲ့ကြတယ်လို့ပဲတောင်ပေါ်မှာရှိတဲ့ပိုးလူထုကလည်းမြေရှင်ပတိတရစ်စနစ်ဆန့်ကျင်တော်လှန်ရေးနဲ့တူပိုးအမျိုးသားလွတ်မြောက်မှုပထမတော်လှန်ရေးကို1949ခုနှစ်ဒီဇင်ဘာ17ရက်နေ့မှာလက်နက်ကင်နီးနဲ့စတင်ဆန့်ကျင်တော်လှန်ခဲ့ကြပါတယ်လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်တုန်းကဖာစာပလာကရှမ်းပြည်ပဒေသရစ်စနစ်ချုပ်ငိမ်ဖို့ကူညီမယ်လို့ကတိပေးခဲ့ပေမဲ့လက်တွေ့မှာတော့အာဏာရဖာစာပလာအစိုးရကပဒေသရစ်တွေဘက်ကပဲရက်တီးပြီးပဒေသရစ်စနစ်ဆန့်ကျင်တော်လှန်မှုတွေကိုနှိမ်နင်းခဲ့ပါတယ်။တိုင်းပြည်ကလွတ်လပ်ရေးရပြီးပေမဲ့လူမျိုးအနေနဲ့မလွတ်မြောက်သေးတဲ့ရှမ်းပြည်နယ်ပဒေသရစ်စနစ်အောက်မှာဆက်ရှိနေသေးတာကြောင့်ပို့အမျိုးသားလွတ်မြောက်ရေးအတွက်ပဒေသရစ်စနစ်ဆန့်ကျင်တော်လှန်ရေးနဲ့အတူဆင်နွှဲခဲ့ကြပါတယ်။1958ခုနှစ်မှာစော်ဝါတွေအာဏာစွန့်ရှင်တဲ့အတူပဒေသရစ်စနစ်ကချုပ်ငိမ်သွားခဲ့ပါတယ်။ဒါကြောင့်ပဒေသရစ်စနစ်ချုပ်ငိမ်ခြင်းနဲ့အတူပို့အမျိုးသားလွတ်မြောက်မှုပထမတော်လှန်ရေးဟာအောင်ပွဲခံနိုင်ခဲ့ပါတယ်။ဒီမိုကရေစီစနစ်ကိုထူထောင်ဖို့လက်နက်နဲ့ဒီမိုကရေစီလဲလှယ်ရေးအစီအစဉ်ကိုနိုင်ငံရေးသဘောတူညီချက်တရက်အနေနဲ့လက်ခံပြီးလက်နက်အပ်ခဲ့ကြပါတယ်။ပိုးတွေလက်နက်ချခဲ့ကြတာမဟုတ်ပါဘူး။ပိုးခေါင်းဆောင်တွေကလည်းနိုင်ငံရေးပေါင်ပါလီမန်ပေါင်ထဲကိုဝင်ရောက်ခဲ့ကြပါတယ်။
1962ခုနှစ်မှာဗိုလ်ချုပ်နေဝင်းစစ်အုပ်စုကအာဏာသိမ်းခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းမှုကိုလက်မခံတဲ့ဗိုလ်ခေါင်းဆောင်တွေဟာငြိမ်းချမ်းရေးအတွက်ပြည်သူ့ကော်မတီမှာပါဝင်ခဲ့ကြပါတယ်။ပြည်သူ့ကော်မတီဥက္ကဋ္ဌကဖရပွာလာဖီဖြစ်ပြီးနာယကဆရာကြီးသခင်ကိုတော်မိုင်းဖြစ်ပါတယ်။ရန်ကုန်6ခရိုင်ဆန္ဒပြပွဲမန္တလေးခွန်ခရိုင်ဆန္ဒပြပွဲတွေကိုဖရပွာလာဖီဦးဆောင်တဲ့ပြည်သူ့ကော်မတီကဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။1958ခုနှစ်နောက်ပိုင်းမှာငကိုမူလရည်မှန်းထားတဲ့အတိုင်းငင်းချမ်းစွာနိုင်ငံကြီးအပြေချခွင့်မရခဲ့တဲ့ပြင်ပဒေသရစနစ်ချုပ်ငြိမ်သွားချိန်မှစပြီးဒီမိုကရေစီဘောင်အတွင်းမှာမိမိတို့အမျိုးသားရေးအခွင့်အရေးကိုရုန်းကန်တိုက်ပွဲဝင်နေကြတဲ့ဖရဘွာလာဖီနဲ့တူအိုးအမျိုးသားခေါင်းဆောင်တွေကို1964ခုနှစ်မှာဖမ်းဆီးထိန်းသိမ်းပြီးအိုးအပါအဝင်ပြည်သူတရက်လုံးရဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်လှုပ်ရှားမှုကိုခြေဖြတ်ခဲ့ပါတယ်မြေချင်းပဒေတရစနစ်ထက်ပိုမိုဆိုးဝါးတဲ့စစ်ပဒေတရစနစ်ဝါစစ်အာဏာရှင်စနစ်ဆိုးအောက်ကိုတိုင်းပြည်လုံးကြားရောက်ခဲ့ရပါတယ်။စစ်အာဏာရှင်စနစ်ဆိုးကိုလူထုနီးနဲ့စန့်ကျင်တော်လှန်ခဲ့တဲ့ဖရဘွာလာဖီအပါအဝင်အိုးခေါင်းဆောင်ကြီးတွေထောင်တွင်းအကျဉ်းချခံရပြီးနောက်ပိုင်းမှာဗိုလ်ချုပ်စံသိန်းဦးဆောင်ပြီးဗိုလ်အမျိုးသားလွတ်မြောက်မှုဒုတိယတော်လှန်ရေးကိုစစ်အာဏာရှင်စနစ်စန့်ကျင်တော်လှန်ရေးနဲ့အတူ1966ဒီဇင်ဘာ4ရက်နေ့မှာထပ်မံဆင်နွှဲခဲ့ကြပြန်ပါတယ်။1983ခုနှစ်မှာဗမာကွန်မြူနစ်ပါတီဦးဆောင်မှုကိုအကျွမ်းမဲ့ခံယူတဲ့အဖွဲ့နဲ့ဆန့်ကျင်တဲ့အဖွဲ့ဆိုပြီးစတင်꿰ခဲ့ကြပါတယ်။ပါတီရဲ့ခေါင်းဆောင်မှုကိုအကျွမ်းမဲ့ခံယူတဲ့ဘယ်လိုရန်သူမျိုးကမှဖြိုခွင်းလို့မရနိုင်တဲ့ပြည်သူတပ်မတော်သစ်တရက်ကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ပိုးဖြူလို့ခေါ်ဆိုခံရတဲ့ PNO ပိုးအမျိုးသားအဖွဲ့ချုပ်နဲ့ပိုးနီလို့ခေါ်ဆိုခံရတဲ့ SNPLO ရလလဖာတို့ကြား17နှစ်ကြာသွေးချောင်းစီးခဲ့ကြရပါတယ်။1991ဧပြီလ17ရက်နေ့မှာဦးအောင်ခမ်းတီဦးဆောင်တဲ့ PNO အဖွဲ့ဟာဘုံရန်သူစစ်အာဏာရှင်နဝတအဖွဲ့နဲ့စစ်ဆက်ဆွေးနွေးပြီးတပ်ပေါင်းစုထဲမှနှုတ်ထွက်သွားခဲ့တဲ့အတွက် PNO ရဲ့တော်လှန်ရေးလှုပ်ရှားမှုတခိုင်ရက်သွားခဲ့ရပါတယ်။အလားတူပဲ1994အောက်တိုဘာလ9ရက်နေ့မှာနဝတအစိုးရအဖွဲ့နဲ့ဦးတကလေးဦးဆောင်တဲ့ရလလဖ SNPLO ဟာစစ်ဆက်ဆွေးနွေးပြီးအပြစ်ခတ်ရက်စဲခဲ့ပါတယ်။2009ခုနှစ်မှာနအဖရဲ့တချို့ဝင်ရောက်ဖြိုခွဲမှုကြောင့်ရလလဖအဖွဲ့အတွင်းအစိတ်မွာဖြစ်ခဲ့ရပါတယ်။ရလလဖအဖွဲ့အစည်းလည်းပျောက်ဆုံးလူနီးပါးဖြစ်ခဲ့ရပါတယ်။ဒါအပြင် PNO ကနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခဲ့ပြီး PNA က PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖြစ်ပြောင်းလဲရပ်တည်ခဲ့တဲ့အတွက်ဘို့အမျိုးသားလွတ်မြောက်မှုဒုတိယတော်လှန်ရေးဟာတခန်းရခဲ့ရပါတယ်။စစ်အုပ်စုတွေဟာစစ်အာဏာရှင်စနစ်တက်ဆိုးချေစေဖို့စနစ်မပြောင်းလဲပဲအုပ်ချုပ်မှုပုံစံကိုပြောင်းလဲရမှာတိုင်းဒေသလက်နက်ကင်တော်လှန်ရေးအင်အားစုတွေကိုပြည်သူစစ်နဲ့နေချားဆောင်တပ်တွေအဖြစ်အတင်းကျပ်အသွင်ပြောင်းစေခဲ့ပြီးဘွဲ့ထူးကုံထူးရာထူးတွေနဲ့သူကောင်းပြုခြင်းနီးနာကိုအသုံးပြုခဲ့ကြပါတယ်။ကြောင်ရွံထိတ်လန့်အောင်ချင်းချောက်ချင်းအပါဝင်နီးနာပေါင်းစုံနဲ့ဖျားယောင်းသိမ်းသွင်းပြီးစစ်အာဏာရှင်လက်ကင်တို့တွေအဖြစ်အသုံးချခဲ့ပါတယ်။ဘိုးရင်အားစုအားလုံးပြန်လည်စုစည်းဖို့လိုအပ်နေချိန်2009ခုနှစ်ဒီဇင်ဘာ9ရက်နေ့10ရက်နေ့9ရက်နေ့တွေမှာဘိုးမျိုးသားညီလာခံကိုကျင်းပခဲ့ကြပါတယ်။ညီလာခံကြီးမှာဗိုလ်မှူးကြီးခွန်အုပ်ကဦးဆောင်တဲ့ဘိုးပြည်သူလွတ်မြောက်ရေးအဖွဲ့ PPNO ကမိမိတို့ရဲ့စစ်ရေးနိုင်ငံရေးဦးဆောင်မှုတွေကိုတရားဝင်ဖျက်သိမ်းကြောင်းကြေညာခဲ့တယ်လို့ပဲဗိုလ်မှူးချုပ်ခွန်တိဆောင်ဗိုလ်မှူးကြီးခွန်သူရိန်နဲ့ဗိုလ်မှူးကြီးအောင်ကျော်တို့ဦးဆောင်တဲ့ဘို့အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရလလဖအင်အားစုကလည်းမိမိတို့ရဲ့စစ်ရေးနိုင်ငံရေးဦးဆောင်မှုတွေကိုတရားဝင်ဖျက်သိမ်းကြောင်းကြေညာခဲ့ကြပါတယ်။တပ်ဆိုင်ရာလူလက်နက်တပ်ဖွဲ့အသီးသီးကိုလည်းညီလာခံကြီးကိုအနံ့ကြောင်းထပ်သွင်းကြေညာခဲ့ကြပါတယ်။ဘိုးလူငယ်စီယုံ PYO ဘိုးအလုတ်သမားသမဂ PLU 1990တထုံမဲစန္ဒာနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခွန်မြင့်ထွန်းNCUB နိုင်ငံရေးအန်တုမှုကော်မတီတွင်ခွန်တင်ရွှေဦးနဲ့လူထုကိုယ်စားလှယ်တွေကလည်းမိမိတို့ကိုမိမိတို့ညီလာခံကိုအနံခဲ့ကြပါတယ်။2009ခုနှစ်ပို့မျိုးသားညီလာခံကပို့မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNNO ကိုပြန်လည်ဖွဲ့စည်းပြီးပို့မျိုးသားလွတ်မြောက်မှုတတိယတော်လှန်ရေးကိုပြည်ပြည့်စုံတဲ့အထိဆက်လက်ဦးဆောင်ဆင်နွှဲဖို့တာဝန်ပေးအပ်ခဲ့ပါတယ်။ PNO ကပြည်내အဆင့်ပြည်ထောင်စုအဆင့်တမကပဲတနိုင်ငံလုံးပြစ်ခတ်တက်ခတ်မှုရက်စဲရေးသဘောတူစာချုပ် NCA မှာပါလက်မှတ်ရေးထိုးပါဝင်ခဲ့ပါတယ်။ NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ10နှစ်တိုင်ဆောင်ရွက်ခဲ့ပေမဲ့အာမခံရှိတဲ့နိုင်ငံရေးရလဒ်တွေမရရှိခဲ့ပါဘူး။
ဒါပေမဲ့ပိုးတို့ရဲ့အမျိုးသားရေးလက္ခဏာအမျိုးသားရေးဂုဏ်တိတ်ခါနဲ့အညီပိုးလူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုကျင်းပပြီးပြည်내တစ်များပေါ်တွင်ခွင့်ရှိတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအပါအဝင်ပိုးအမျိုးသားလုံးဆိုင်ရာမူဝါဒသဘောထားတွေကိုစုစည်းဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။ PNO PNA PNNO PNNA စာပေယဉ်ကျေးမှုအပါအဝင်ပိုးအရက်ဖက်လူထုအခြေပြုဖွဲ့စည်းကိုယ်စားလှယ်တွေဒေတာပေါင်းစုံအလွာပေါင်းစုံအားကိုယ်စားလှယ်တွေတက်ရောက်ပြီးနိုင်ငံရေးနှိုးကြားမှုရည်ချိန်မြင့်မားစွာနဲ့အတူပိုးအမျိုးသားညီညွတ်ရေးကိုအမြင့်ဆုံးထူထောင်နိုင်ခဲ့ကြပါတယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မှာຫນွေဦးတော်လှန်ရေးမှာပါဝင်ဆင်နွှဲနေတဲ့ဒေတာအတီးတီးနယ်ပယ်အတီးတီးကပိုးမျိုးဆက်တဲ့လူငယ်တွေနဲ့ပိုးတော်လှန်ရေးအင်အားစုတွေစုပေါင်းပြီးပိုးအမျိုးသားဖက်ဒရယ်ညီလာခံကို2021ခုနှစ်ဒီဇင်ဘာ17ရက်နေ့82နှစ်မြောက်ပို့တော်လိုင်းရေးနေ့မှာကျင်းပခဲ့ကြပါတယ်။အဲ့ဒီညီလာခံကနေပို့အမျိုးသားဖက်ဒရယ်ကောင်စီ PNFC ကိုမန်နိုင်9ရက်နဲ့ဖွဲ့စည်းခဲ့ပါတယ်။ PNFC မှာပို့ CDM တပိတ်အင်အားစုတွေနိုင်ငံတကာပို့အင်အားစုတွေပို့လူမျိုးရေးအင်အားစုတွေပို့နိုင်ငံရေးညှိနှိုင်းမှုကော်မတီနဲ့ပို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခမ်ဒုံ PPDF KD ပို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခမ်ကောင် PNDF KK တို့ပါဝင်စုဖွဲ့ထားပါတယ်။ PNFC ဟာအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာအဖွဲ့ဝင်ဖွဲ့စည်းအနေနဲ့ပါဝင်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်းနယ်ပယ်ပေါင်းစုံမှာပူးပေါင်းဆောင်ရွက်နေပါတယ်။ပိုးလူမျိုးတွေရဲ့ခေတ်အဆက်ဆက်တော်လှန်ရေးရည်မှန်းချက်ဟာအုပ်ချုပ်သူအပြောင်းလဲအုပ်ချုပ်မှုအပြောင်းလဲကိုအခြေမခံဘဲခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးကိုအခြေခံခဲ့ကြတာဖြစ်ပါတယ်။နဝတနာအဖခေတ်အစိုးရခေတ်မှာပို့အမျိုးသားနေ့ဆိုတာကိုကျင်းပခွင့်မရခဲ့ပဲပို့အမျိုးသားပွဲတော်ဆိုပြီးနိုင်ငံရေးပုံဖြတ်ပြီးတော့ပွဲတော်အနေနဲ့သာကျင်းပခဲ့ကြပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးခက်လွန်ကလေးကချမှတ်ခဲ့တဲ့ပို့အမျိုးသားရည်မှန်းချက်တွေထဲမှာလူမျိုးပေါင်းစုံသွေးစည်းညီညွတ်ခြင်းနဲ့ဒီမိုကရေစီထွန်းကားရေးကိုဆောင်ရွက်မယ်မတရားသောစနစ်ဆိုးတွေဖျက်သိမ်းရမှာပိုးတွေအင်အားစုအဖြစ်ပါဝင်မယ်ဆိုပြီးချမှတ်ခဲ့ပါတယ်။ပြည်တော်စုအရေးဟာပို့အရေးဖြစ်တယ်လို့ပို့အရေးဟာပြည်တော်စုအရေးဖြစ်ပါတယ်။ဒါကြောင့်ပို့အမျိုးသားဖက်ဒရယ်ကောင်စီ PNFC နဲ့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO PNNA အပါအဝင်နယ်ပယ်အတီးတီးဒေသအတီးတီးကပို့ပြည်သူတွေဟာပြည်သူလူထုတရက်လုံးလူလားတောင်းတတဲ့စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး Federal Democracy စနစ်ကိုဖော်ဆောင်နိုင်ဖို့အတွက်ဘဝတူညီနောင်မဟာမိတ်ဖွဲ့စည်းတွေပါဝင်တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူလူထုတရက်လုံးနဲ့အတူຫນွေဦးတော်လှန်ရေးမှာပူးပေါင်းဆင်နွှဲနေလက်ရှိပါတယ်